အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဗီဒီယိုလေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတော်တော်များများစိတ်ဝင်စားကြသလိုကိုဘဝအတွက်လည်းတကယ့်ကိုအေးချမ်းမှုပေးနိုင်မဲ့အကြောင်းအရာလေးတစ်ခုကိုဝေမျှပေးကြပါတယ်အဲ့ဒါကတော့ဝစ်ကြွေးကုန်စင်တော်မဲ့သူတွေမှာတွေ့ရတတ်တဲ့ထူးခြားတဲ့လက္ခဏာအကြောင်းတွေပဲဖြစ်ပါတယ်ကျွန်တော်တို့လူလောကမှာကျင်လည်ကြတဲ့အခါကံဤအကျိုးဆိုတာရှိပြီးသားပါတခါတလေကိုပါပဲလှုပ်လို့အဆင်မပြေတာစိတ်ဆင်းရဲစရာတွေဇက်တိုက်ကြုံနေရတာဟာဝစ်ကြွေးတွေရှိနေသေးလို့ပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီဝစ်ကြွေးတွေကုန်ခါနေပြီဆိုရင်တော့ကျွန်တော်တို့ရဲ့စိတ်နဲ့ပတ်ဝန်းကျင်မှာထူးထူးခြားခြားပြောင်းလဲမှုတွေဖြစ်လာတတ်ပါတယ်ပထမဆုံးလက္ခဏာတစ်ခုကတော့စိတ်သက်တည်ငြိမ်ရင့်ကျက်လာခြင်းပါပဲအရင်ကဆိုရင်ကိုယ့်ကိုတယောက်ယောက်ကဝေဖန်ရင်ပဲဖြစ်ဖြစ်အခက်အခဲတစ်ခုခုကြုံရင်ပဲဖြစ်ဖြစ်အရန်တုတ်ပြန်တတ်ကြပါတယ်စိတ်တူတတ်တယ်ဝမ်းနဲ့လွယ်တတ်ပါတယ်ဒါပေမဲ့ဝေကြွေးတွေကုန်ခါနေတဲ့အခါမှာတော့စိတ်ကအလိုလိုနေရင်အေးချမ်းလာပါတယ်ဘာပဲဖြစ်လာဒါဟာဖြစ်တဲ့လို့ဖြစ်တာပဲငါရဲ့ကံတရားပဲဆိုပြီးလက်ခံနိုင်တဲ့အတိတရားဝင်လာပါတယ်လောကရန်တရားတွေကိုခံနိုင်ရရှိလာတာဟာဝေကြွေးတွေရဲ့အရှိန်အဟုန်လျော့နှဲသွားပြီဆိုတဲ့အကောင်းဆုံးပြရုပ်တစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်သိတာစေတဲ့အချက်ကတော့ပတ်ဝန်းကျင်ကလူဆိုးလူညစ်တွေနဲ့အလိုလိုဝေးကွာသွားခြင်းပဲဖြစ်ပါတယ်။ဝေကြွေးရှိနေသမျှကာလပတ်လုံးကိုဒုက္ခပေးမဲ့သူတွေအမျက်ထုတ်မဲ့သူတွေနဲ့ပဲစုံနေတတ်ပါတယ်။ဒါပေမဲ့ဝေကြွေးကုန်ခါနီးရင်တော့အဲ့ဒီလိုလူမျိုးတွေကကိုယ်နာကနေအလိုလိုထွက်သွားကြပါတယ်။ကိုကနှင်ထုတ်စရာမလိုပဲနဲ့သူတို့ဘာသာသူတို့အကြောင်းမျိုးမျိုးကြောင့်ဝေးကွာသွားပြီးကိုယ့်ဘောစေတနာထားတဲ့သူတွေမိတ်ကောင်းဆွေကောင်းတွေပဲဝင်းရံလာတာမျိုးတွေကြုံရတတ်ပါတယ်။ဒါဟာကိုယ့်ရဲ့အတိတ်ကံအညစ်အကြေးတွေစင်ကြယ်လာလို့ပဲဖြစ်ပါတယ်။ဒါအပြင်အိမ်မက်ဆိုးတွေမကြာခဏမတ်တက်ခြင်းကလည်းထူးခြားတဲ့လက္ခဏာတစ်ခုပါ။ဒါကိုကြည့်ရင်စိတ်ညစ်စရာလို့ထင်ရပေမဲ့တကယ်တော့ဒါဟာအိမ်မက်ထဲမှာဝစ်ကြွေးတွေလာချီတာမျိုးဖြစ်နိုင်ပါတယ်။အိမ်မက်ထဲမှာကြောက်စရာတွေကြုံရတာတခုခုကနေလွတ်မြောက်သွားတာမျိုးဟာလက်တွေ့ဘဝမှာခံစားရမယ့်ဒုက္ခတွေကိုအိမ်မက်ထဲမှာပဲကုန်စင်အောင်လှုပ်ဆောင်နေတာဖြစ်လို့စိတ်အေးရမယ့်ကိစ္စပဲဖြစ်ပါတယ်။ဒီလိုလက္ခဏာတွေဟာဝစ်ကြွေးကုန်စင်တော့မဲ့သူတွေမှာအဓိကတွေ့ရတတ်တဲ့အချက်တွေရဲ့အစပဲဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဒုတိယမြောက်လက္ခဏာတစ်ခုကိုပြောပြပေးချင်ပါတယ်။အဲ့ဒါကတော့ခွင့်လွတ်နိုင်စွမ်းမြင်မာလာခြင်းပဲဖြစ်ပါတယ်။အရင်ကဆိုရင်ကိုယ့်ဘုံမကောင်းခဲ့တဲ့သူတွေကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကိုပြန်ပြီးတုတ်ပြန်ချင်တာအညိုအတေးထားတာမျိုးတွေရှိခဲ့မှာပါ။ဒါပေမဲ့ဝစ်ကြွေးကုန်စင်တော့မဲ့အချိန်မှာတော့ထူးထူးခြားခြားပဲအဲ့ဒီလူတွေပေါ်မှာအာဃာတတွေမရှိတော့ပဲသူတို့လည်းသူတို့အကြောင်းနဲ့သူတို့မို့လို့လုပ်ခဲ့တာပဲဆိုတော့ကိုချင်းစာစိတ်မျိုးဝင်လာတတ်ပါတယ်။ဒီလိုခွင့်လွှတ်နိုင်စမ်းရှိလာတာဟာကိုယ့်ရဲ့ရင်ထဲကအပူတွေကိုကိုယ်တိုင်နှိမ့်သက်လိုက်နိုင်တာဖြစ်တယ်လို့အဓိကဝစ်ကြွေးကြိုးတွေကိုဖြတ်တောက်လိုက်တာနဲ့အတူတူပါပဲတတိယမြောက်လက္ခဏာကတော့ကျန်းမာရေးနဲ့စိတ်အခြေအနေရုတ်တရက်ကောင်းမွန်လာခြင်းပဲဖြစ်ပါတယ်တချို့သူတွေဆိုရင်အကြောင်းရင်းမရှိပဲနာတာရှည်ဖျားနာနေတာစိတ်တက်ကြနေတာမျိုးတွေရှိတတ်ပါတယ်ဆေးစစ်ကြည့်ရင်လည်းဘာယောဂမှရှာမတွေ့ပေမဲ့လူကမအီမသာဖြစ်နေတတ်တာဟာဝစ်ကြွေးရဲ့ဖြီးစည်းမှုကြောင့်လည်းပါပါတယ်ဝစ်ကြွေးတွေကုန်ခါနီးပြီဆိုရင်တော့အဲ့ဒီလိုဝေဒနာတွေကအလိုလိုနေရင်တက်တာလာပြီးလူကပေါ်ပါလန်းဆန်းလာတတ်ပါတယ်စိတ်ထဲမှာလည်းအရင်ကနဲ့မတူပဲကြည်လင်နေပြီးတခုခုကိုလှုပ်ချင်ကြိုင်ချင်စိတ်တွေတက်ကြွလာတာမျိုးကိုတွေ့ရမှာပါစတုထမြောက်အချက်အနေနဲ့ဝင်ငွေလမ်းကြောင်းတွေပွင့်လာပြီးအစဉ်ပြေမှုတွေကြုံလာရခြင်းကြောင့်ကိုပြောပြခြင်းပါတယ်ဝေကြွေးဆိုတာဟာအတားအဆီးတစ်ခုလိုပါပဲကိုကဘလောက်ပဲစူးစမ်းဒီအတားအဆီးရှိနေရင်လိုရာခရီးကိုမရောက်နိုင်ပါဘူးဝစ်ကြွေးတွေကုန်စင်သွားတဲ့အခါမှာတော့အဲ့ဒီအတားအဆီးကြီးကဖယ်ရှားခံလိုက်ရတယ်လို့မျိုးဖြစ်သွားတာကြောင့်ပိတ်နေတဲ့လမ်းကြောင်းတွေပွင့်လာပါတယ်မမျော်လင့်ပဲအလောက်ကင်ခွင်လန်းတစ်တွေရတာစီးပွားရေးမှာအစဉ်ပြေချောမွေ့လာတာမျိုးတွေဟာဝစ်ကြွေးကုန်ပြီးကံပွင့်လာတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်နောက်ဆုံးပစ္စမမြောက်လက္ခဏာကတော့တရားဓမ္မအပေါ်မှာပိုပြီးတက်ဝင်ယုံကြည်လာခြင်းပါပဲဝစ်ကြွေးတွေရဲ့အရှိန်လျော့သွားတဲ့အခါမှာလူတစ်ယောက်ရဲ့အသိဉာဏ်ဟာပိုပြီးပွင့်လင်းလာပါတယ်အရင်ကတရားနာရမှာပြင်းတဲ့သူဖျားရှိခိုးရမှာပြင်းတဲ့သူတွေတောင်မှအလိုလိုနေရင်တရားဓမ္မကိုမျက်နှိုးလာတယ်ဒါနသီလဘာဝနာအလုပ်တွေကိုပိုပြီးလှုပ်ဆောင်ခြင်းစိတ်ပေါ်ပေါက်လာပါတယ်
ဒါဟာကိုယ့်ရဲ့အတွင်းစိတ်ကတန့်စင်လာပြီးနောက်ထပ်ဝကြွေးတစ်တွေမဖြစ်အောင်စောင့်ထိန်နိုင်စွမ်းရှိလာတာကိုပြသတာပါဒီအချက်၅ချက်လုံးဟာဝကြွေးတွေကုံစင်တော့မဲ့သူတွေမှာတွေ့ရတတ်တဲ့ထူးခြားတဲ့ပြောင်းလဲမှုတွေပဲဖြစ်ပါတယ်ခင်ဗျာဝကြွေးတွေကုံစင်သွားတဲ့အခါမှာခံစားရတဲ့အေးချမ်းမှုကဘာနဲ့မှမလဲနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့သတိထားရမှာကဝကြွေးဆိုတာအတိတ်ကလုပ်ခဲ့တဲ့လုပ်ရက်တွေရဲ့အကျိုးဆက်ဖြစ်တယ်လို့အခုလက်ရှိမှာကျွန်တော်တို့လုပ်နေတဲ့အပြုအမူတွေကလည်းနောက်တစ်ချိန်အတွက်ဝကြွေးတစ်တွေဖြစ်လာနိုင်တယ်ဆိုတာပါပဲအခုလက်ရှိမှာကျွန်တော်တို့လုပ်နေတဲ့အပြုအမူတွေကလည်းနောက်တစ်ချိန်အတွက်ဝကြွေးတစ်တွေဖြစ်လာနိုင်တယ်ဆိုတာပါပဲဒါကြောင့်ဝကြွေးကုံစင်ခါနီးလက္ခဏာတွေပြလာပြီးဆိုရင်ဝမ်းသာယုံတင်မဟုတ်ပဲနောက်ထပ်ဝကြွေးတစ်တွေမတိုးအောင်စင်ကျင်နေထိုင်ဖို့ကအရန်ကိုအရေးကြီးပါတယ်အတိတ်ကအကျွေးဟောင်းတွေကိုပေးဆက်ပြီးဆိုရင်ရှေ့ဆက်မဲ့ဘဝခီးမှာအကျွေးတစ်တွေမတင်ဖို့အတွက်တတိတရားနဲ့ရှင်ပြီးရှောက်လန်းရမှာဖြစ်ပါတယ်ဝကြွေးကုံစင်တော်မဲ့သူတယောက်ဟာလောကကြီးကိုကြည့်တဲ့အမြင်ကလည်းပြောင်းလဲသွားတတ်ပါတယ်အရင်ကအရာရာကိုအပြစ်မြင်တတ်တဲ့စိတ်ညူစုစောင်းမြောင်းတတ်တဲ့စိတ်တွေနေရာမှာအရာရာကိုနားလည်ပေးနိုင်တဲ့စိတ်တွေအစားထိုးဝင်ရောက်လာပါတယ်ဒါဟာစိတ်ရဲ့လွတ်မြောက်မှုတစ်မျိုးပါကိုယ်စိတ်ကပေါ်ပါနေတဲ့အတွက်ကြောင့်ဘလို့အခက်အခဲမျိုးနဲ့ကြုံရဒေါသနဲ့မဖြေရှင်းတော့ပဲပညာနဲ့ဖြေရှင်းတတ်လာပါတယ်ဒီလိုအခြေအနေမျိုးကိုရောက်ပြီးဆိုရင်တော့သင်ဟာဝကြွေးတွေရဲ့နယ်ပယ်ကနေကျော်လွန်ပြီးကောင်းမွန်တဲ့ဘဝတစ်ခုကိုစတင်နေပြီလို့ပြောလို့ရပါတယ်တကယ်တော့ဝကြွေးဆိုတာကျွန်တော်တို့သင်ယူရမယ့်သင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်ဒုက္ခတွေကြုံနေရတဲ့အချိန်မှာငါဘာလို့ဒီလိုဖြစ်ရတာလဲလို့ညီးတွားနေမဲ့အစားဒီဒုက္ခကငါ့ကိုဘယ်လိုရင်းချက်အောင်သင်ပေးနေတာလဲဆိုတာကိုစဉ်းစားတတ်ဖို့လိုပါတယ်ဝကြွေးတွေကုန်ခါနီးတဲ့အခါမှာဒီလိုမျိုးအတွေးခေါ်တွေကအလိုလိုပွင့်လင်းလာတတ်ပါတယ်အဲ့ဒီအခါမှာတော့ကိုကြုံခဲ့ရတဲ့ဆင်းရဲဒုက္ခတွေဟာကိုပို့ပြီးကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင်ထုစစ်ပေးခဲ့တဲ့လက်သမားဆရာတွေလိုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်အခုလက်ရှိမှာအစိမပြေမှုတွေကြုံနေရရင်လည်းအရန်စိတ်မပြတ်ပါနဲ့။ဝကြွေးဆိုတာပေးဆက်ပြီးရင်ကုန်သွားတာပါ။အဓိကကတော့စိတ်တက်မကြပဲကောင်းမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေဖို့ပါပဲ။ကုသိုလ်ချိန်ကဝကြွေးချိန်ထက်ပိုများလာတဲ့အခါဝကြွေးတွေကအလိုလိုပြည့်လွင့်သွားပါလိမ့်မယ်။မိမိကိုမိမိယုံကြည်မှုရှိရှိနဲ့အမှန်တရားဘက်ကရပ်တည်ပြီးနေထိုင်မယ်ဆိုရင်မကြာခင်မှာခုနကပြောခဲ့တဲ့ထူးခြားတဲ့လက္ခဏာတွေကိုသင်ကိုယ်တိုင်လက်တွေ့ခံစားလာရမှာဖြစ်ပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့ဝကြွေးတွေကုံစင်သွားအောင်ကျွန်တော်တို့ဘယ်လိုမျိုးစိတ်ထားမျိုးနဲ့နေထိုင်ရမလဲဆိုတာကိုအသေးစိတ်ထပ်ပြီးဆွေးနွေးပေးကြပါမယ်ဝကြွေးဆိုတာပေးဆက်ယုံနေမဟုတ်ပဲကိုယ့်ဘက်ကလည်းဖြတ်တောက်နိုင်ဖို့လိုပါတယ်အဓိကကတော့သစ္စာတရားနဲ့နေထိုင်ခြင်းပါပဲမိမိကိုယ်တိုင်ပေါ်မှာရောအခြားသူတွေပေါ်မှာပါရိုးသားဖြောင့်မတ်စွာနေထိုင်ခြင်းဟာဝကြွေးတွေကိုအမြန်ဆုံးကြည်အေးစေတဲ့နီလန်ကောင်းတစ်ခုပဲဖြစ်ပါတယ်ကိုကသူတစ်ပါးပေါ်မတရားမလုပ်ဘူးလိမ်လေလဲပြားတာမျိုးမရှိဘူးဆိုရင်အတိတ်ကပါလာတဲ့ကံကြွေးတွေဟာအရှိန်အဟုန်နဲ့ရောကျသွားတတ်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့မေတ္တာပွားများခြင်းပဲဖြစ်ပါတယ်ဝကြွေးဆိုတာအညိုအတေတွေမုန်းတရားတွေကနေညစ်ဖျားခံလာတာပါအဲ့ဒီမုန်းတရားတွေကိုခြေဖြတ်ဖို့အတွက်အကောင်းဆုံးလက်နက်ကတော့မေတ္တာပဲဖြစ်ပါတယ်ကိုကိုဒုက္ခပေးခဲ့တဲ့သူတွေကိုတော့မှအာဃာတမထားပဲသူတို့လည်းအဝိဇ္ဇာဖုံးလွှမ်းလို့မှားခဲ့တာပဲဘဝဇာတ်တိုင်းမှာငါနဲ့ဒီလိုမျိုးဝကြွေးတွေမစုံပြရစီနဲ့တော့ဆိုပြီးဆူတောင်းပေးတာမေတ္တာပို့ပေးတာမျိုးကဝကြွေးရဲ့ကြိုးတွေကိုအရင်ကနေဖြတ်တောက်လိုက်တာနဲ့တူပါတယ်မေတ္တာဓာတ်ဟာအေးမြတဲ့အတွက်ကြောင့်ဝကြွေးရဲ့ပူလောင်မှုတွေကိုငြိမ်းအေးစေပါတယ်။ဒါအပြင်ဒါနဆိုတဲ့ပေးကမ်းစွန့်ကြဲမှုကိုလည်းမမေ့သင့်ပါဘူး။ဝကြွေးဆိုတာတခါတလေမှာကိုကသူတစ်ပါးစီကနေမတရားယူခဲ့တာမျိုးပေးဖို့ရှိတာကိုမပေးခဲ့တာမျိုးတွေကြောင့်ဖြစ်တတ်ပါတယ်။ဒါကြောင့်လက်ရှိဘဝမှာတက်နိုင်သလောက်ပေးကမ်းတာလှူဒန်းတာအကူအညီလိုအပ်နေသူတွေကိုကူညီတာမျိုးတွေလှုပ်ဆောင်ပေးခြင်းဟာကြွေးဟောင်းဆက်ကြွေးတစ်မတင်ဆိုတဲ့လမ်းစဉ်အတိုင်းပါပဲစေတနာမှန်တဲ့လှူဒန်းတဲ့ကုသိုလ်ကံဟာဝကြွေးတွေရဲ့အကျိုးပေးမှုကိုဟန်တာပေးနိုင်တဲ့အစွမ်းတတ္တိရှိပါတယ်ကျွန်တော်တို့အနေနဲ့ဝကြွေးတွေကုန်စင်သွားတဲ့အခါရရှိလာမယ့်အေးချမ်းမှုကိုမျှော်လင့်ရုံနဲ့မပြီးပါဘူးနေ့စဉ်ဘဝမှာကိုယ့်ရဲ့ကိုနှုတ်စိတ်အမူအရာတွေကိုအမြဲတမ်းစောင့်ကြည့်နေဖို့လိုပါတယ်အစိုးမြင်တဲ့စိတ်တွေဝင်လာတိုင်းဒေါသထွက်လာတိုင်းဒါဟာဝကြွေးတစ်ဖြစ်လာနိုင်တယ်ဆိုတဲ့အသည့်နဲ့ထိန်းချုပ်ရပါမယ်